လန်ရဲ့အစမှာတော့နက်ဆီယာတယောက်နဲ့ကောင်မလေးတယောက်ဟာစကားပြောနေကြပါတယ်။နက်ဆီယာကကောင်မလေးကိုအခုအစီရင်အတွက်ပေးဆက်မှုကတော့တော်တော်များလိမ့်မယ်နော်။မင်းအတွက်စင်ပြေပါမလားဆိုပြီးတော့ကောင်မလေးကိုမေးလိုက်ပါတယ်။ကောင်မလေးကလည်းဒီကိစ္စအတွက်ပေးဆက်ရတာအဆင်ပြေပါတယ်ဆိုပြီးတော့ပြောလိုက်တော့နက်ဆီယာကလည်းဟုတ်ပြီလေ။ဒါဆိုရင်အစီရင်တွေစဖို့အတွက်မင်းခန္ဓာကိုယ်ပေါ်ကိုဖျောင်းဆက်ချရတော့မယ်။ဒီဖျောင်းဆက်တွေဆိုတာကမန်နယ်အားကောင်းဖို့အတွက်ကိုငါးမှရှိတဲ့အသိပညာတွေအကုန်လုံးကိုရှင်းပြီးတော့လှုပ်ထားရတဲ့မန်နယ်ပဲ။အဆင်ပြေပြီဆိုရင်ဒီမှာလှည့်လိုက်တော့ဆိုပြီးတော့ကောင်မလေးကိုပြောလိုက်ပါတယ်။ကောင်မလေးကလည်းအမြဲတမ်းအဆင်သင့်ပါပဲကျမနားလဲပါတယ်ဆိုပြီးတော့ပြောခဲ့ပြီးတော့အစီရင်စားဖို့ကိုလှုပ်ကြခဲ့ပါတော့တယ်။အဲဒီညမှာမိုးတွေကလည်းအတော်လေးကိုမှတဲနေပြီးတော့လောက်ွယ်ညလည်းဖြစ်ပါတယ်။နက်ဆီယာကအစီရင်အတွက်တေချာလေးအာယုံဆိုင်နေရပြီးတော့ပါဇက်ကလည်းမှန်တယ်ကိုအဆက်မပြတ်ကိုမှရွတ်ဆိုနေရပါတယ်။အဲ့ဒီအချိန်မှာကောင်မလေးရဲ့အနားကိုမိုးဒီကောင်ကရောက်ရှိလာခဲ့ပြီးတော့မန်နယ်ဟာလည်းပြီးဆုံးသွားခဲ့ပါတယ်။ဒီလိုနဲ့နောက်ထပ်ထနေ့ကြားတဲ့အချိန်ကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူရဆိုတဲ့ကောင်လေးတယောက်ဟာဝါရှက်တစ်ခုမှာကားပြစ်နေခဲ့ပါတယ်။သူရကိုသူ့ရဲ့လောဘော်ကင်ပဲဖြစ်တဲ့စီသူကသူရကြီးအလုပ်တွေကိုခဏထားခဲ့ပြီးတော့လေးလက်စာအရင်စားကြမယ်လေပြီးမှပဲဆက်လုပ်ကြတာပေါ့ဆိုပြီးတော့နှစ်ယောက်သားကတော့လေးလက်စာစားဖို့ထမင်းဆိုင်ကိုထွက်လာခဲ့ကြပါတယ်။ထမင်းဆိုင်ကိုရောက်တဲ့ခါမှာတော့စီသူကသူရကိုငါတော့နားမလည်နိုင်ဘူးငါကောင်ကြီးမင်းကညံလေးကောင်းတယ်စားလေတော်တယ်ဘာလို့ဒီဝက်ရှော့မှာလာပြီးတော့အလုပ်လုပ်နေတာလဲအဲ့ဒါကငါစဉ်းစားလို့မရဘူးဘာအကြောင်းရင်းများရှိလဲဆိုပြီးတော့မိလိုက်ခဲ့ပါတယ်။သူရကလည်းကျောင်းဆိုတာငါနဲ့မသက်ဆိုင်တဲ့နေရာတစ်ခုလို့ခံစားရတယ်။ပြီးတော့ကျောင်းမှာငါနဲ့ခင်တဲ့တယောက်ကအကြောင်းရင်းတစ်ခုကြောင့်ငါနဲ့ကဆက်ဆံရေးပြတ်ခဲ့ရတော့ကိုရေးကိုရာကိစ္စတွေကြောင့်မသွားဖြစ်တော့တာ။တခြားသောအကြောင်းရင်းတွေကြောင့်လည်းရှိပါသေးတယ်ဆိုပြီးတော့ပြန်ပြေးလိုက်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသူရစီကိုဖုန်းဝင်လာတာကြောင့်အပြင်ကိုထွက်ပြီးတော့ဖုန်းကိုကင်လိုက်ပါတော့တယ်။သူရရင်ညကြရင်ကျောင်းဘက်ကိုထွက်လာလို့ရလား။အရေးတကြီးအကူအညီတောင်းကျင်လို့ပါဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။သူရကလည်းဘာရေးကြီးကိစ္စရှိလို့လဲကြီးကြီးရေးဆိုပြီးတော့ပြန်ပြေးလိုက်တဲ့အခါမှာတော့ဇူဇူရဲ့အခြေအနေကြောင့်ပါအခုကအခြေအနေတော်တော်ဆိုးနေတယ်အကြောင်းရင်းစုံကိုတော့ဒီရောက်မှပဲရှင်းပြတော့မယ်အမြန်လာခဲ့တော့ဆိုပြီးတော့ဖုန်းချသွားခဲ့ပါတယ်။သူရကလည်းအဲ့ဒီညမှာပဲကျောင်းကိုထွက်လာခဲ့ပြီးတော့သူ့ကိုကိုကြီးတောင်းတဲ့နေရာကိုဝင်ခဲ့လိုက်ပါတယ်။အဲ့ဒီနေရာကိုရောက်တဲ့ချိန်မှာတော့ជីជីကသူရကိုညဘက်ជីជីရှိကိုလာခဲ့ရတော့တောက်ကိုအားနာလိုက်တာကွယ်ပြင်မဲနေတော့မှပဲအရင်ဆုံးအနားယူလိုက်ပါလားဆိုပြီးတော့သူရကိုပြောလိုက်ခဲ့ပါတယ်။နောက်တော့သူရကလည်းရပါတယ်ជីជីဆိုပြီးတော့ပြန်ပြောလိုက်ကအတော်ကြီးကဆက်ပြီးတော့ဒီတစ်လျှောက်လုံးမှာဇူဇူနဲ့အရင်နှီးဆုံးအယုံကြည်ဆုံးသူဆိုလို့မိမဲရှိတယ်ကွယ်ကျေးဇူးပြုပြီးတော့ဇူဇူလေးကိုကုညီပါအောင်သူရရဲ့သူအခန်းထဲမှာရှိတယ်ဆိုပြီးတော့အတော်ကြီးကပြောလိုက်ခဲ့ပါတယ်။သူရကလည်းအခန်းထဲကိုဖြည်းဖြည်းချင်းကိုမှဝင်ကြည့်လိုက်ပါတယ်။သူရအခန်းထဲကိုဝင်ကြည့်လိုက်တဲ့ချိန်မှာတော့ဇူဇူကသူနဲ့တီးခဲ့တဲ့ကောင်မလေးမျိုးမဟုတ်တော့ဘဲနဲ့အသားအရည်တွေကလည်းခြောက်တွေ့ပြီးတော့မျက်လုံးထဲမှာလည်းတွေးတွေရှမ်းထွက်နေခဲ့ပါတယ်။ဇူဇူကဘာစကားမှမပြောနိုင်ပဲနဲ့အသက်ရှူချက်တဲ့အတန်နဲ့ပဲအိယာထဲကိုလူလိုက်နေတာကိုတွေ့လိုက်ရတော့သူရကလည်းအင်မတန်ကိုမှအံ့ဩခဲ့ပြီးတော့အခန်းပြင်ကိုပြန်ထွက်လာခဲ့ပါတော့တယ်။အခန်းပြင်ကိုပြန်ရောက်တဲ့အခါမှာတော့သူရကအတော်ကြီးကိုជីជីရေဇူဇူကဘလို့ဖြစ်တာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။အတော်ကြီးကလည်းလွန်ခဲ့တဲ့2နှစ်ကျော်ကသူ့အမေဆုံးသွားတဲ့အချိန်ကနေစပြီးတော့ဇူဇူကလည်းစိတ်သက်တွေကျနေခဲ့တာကြောင်းလဲဆက်မတက်ဖြစ်တော့ပဲနဲ့အပြင်လောကမှာအခြေချမယ်ဆိုပြီးတော့အလုပ်ပဲလုပ်တော့မယ်ဆိုပြီးတော့ជីជីကိုပြောခဲ့တယ်။အခုပုံစံကလည်းအဲ့လိုတွေပြောပြီးတော့2လလောက်အကြာမှဖြစ်ခဲ့တာဆိုပြီးတော့သူရကိုပြောခဲ့လိုက်ပါတယ်။အတော်ကြီးကလည်းဆက်ပြီးတော့ជីជីတည်တယ်သူရကသူ့အမေဆုံးသွားတာသူ့ကြောင့်ဆိုပြီးတော့အမြဲတမ်းအပြစ်တင်နေတာသူရရဲ့ជីជីကိုကူညီပါအောင်ဆိုပြီးတော့ဆက်ပြောခဲ့ပါတယ်သူရကလည်းစစ်မှုပါနဲ့ជីជីကျွန်တော်တက်နိုင်တယ်လို့အစွမ်းကုန်ကူညီပေးမှာပါဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်နောက်တော့သူရကလည်းအခန်းထဲကိုပြန်ဝင်ပြီးတော့ဇူဇူအနားမှာထိုင်ကဇူဇူကြီးမမကငါတို့ကိုနှက်ဆိုးတစ်ကောင်ကိုဘလို့နှင်ထုတ်ရမလဲဆိုတဲ့ဂါရာကိုငငယ်ကတင်ပေးခဲ့ဘူးတယ်အခုတော့အဲ့ဒီဂါရာကိုနင်းအပေါ်မှာအတုံးပြရတော့မယ်ဆိုပြီးတော့စိတ်မကောင်းဖြစ်ကပြောနေခဲ့ပါတယ်အမှန်တော့ဇူဇူဆိုတဲ့ကောင်မလေးကလည်းနှက်ဆိုးတစ်ကောင်ဝင်ပူးချင်းကိုခံနေရတဲ့ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်အဲဒီနောက်တော့သူရကလည်းနှက်ဆိုးနှိမ်နေတဲ့ဂါရာကိုစတင်ရွတ်ဆိုခဲ့ပါတော့တယ်ဂါရာရွတ်နေတဲ့အချိန်ဇူဇူတယောက်မခံနိုင်ဖြစ်ကအတန်နဲ့ကြီးနဲ့အော်ဟစ်နေပြီးတော့မိဘူးနဲ့ထိုးခံရတဲ့အလားကူမှနာကျင်နေခဲ့ပါတော့တယ်ဒါပေမဲ့လေသူရကတော့ဂါရာကိုသာဆက်ပြီးတော့ရွတ်ဖက်နေပါတော့တယ်မနေ့ရောက်တဲ့ခါမှာတော့သူရကမမနဲ့တူတူရိုက်ထားတဲ့ဓာတ်ပုံလေးကိုထုတ်ကြည့်ကအရင်ချိန်တွေကိုပြန်ပြီးတော့စဉ်းစားနေခဲ့ပါတော့တယ်နောက်တော့သူရကလည်းဇူဇူအခန်းထဲကိုပြန်ဝင်ပြီးတော့ဇူဇူကိုစကားပြောနေခဲ့ပါတယ်ကဲဇူဇူကြီးငါအခုစပြီးတော့စူတောင်းတဲ့လုပ်ငန်းကိုလုပ်တော့မယ်နင်မှတ်မိတယ်မလားငါတို့ကမမကကျောင်းမှာတင်ပေးခဲ့တာတွေလေအဲ့ဒီချိန်တွေကိုငါတကယ်တတိရတယ်အခုနေပြန်ကောင်းဖို့အတွက်ကိုမျှော်လင့်နေတယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်နောက်တော့သူရကလည်းဟုတ်ပြီစပြီးတော့စူတောင်းဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေတွားယူလိုက်အောင်မယ်ဆိုပြီးတော့အခန်းပြင်ကိုထွက်လိုက်တဲ့ချိန်မှာပဲရုတ်တရက်မီးပြက်ပြီးတော့တခန်းလုံးကလည်းအမှောင်ကျသွားခဲ့ပါတော့တယ်အမှောင်တွေကနေပြီးတော့သူရကဇူဇူရဲ့နာမည်ကိုခေါ်ခါအခန်းထဲကိုပြန်ဝင်လာခဲ့ပါတယ်မိကလည်းမှိတ်တုံနဲ့ပြန်လင်းလာတဲ့ချိန်မှာတော့ဇူဇူဟာရုတ်တရက်ကိုမှပျောက်ကွယ်သွားခဲ့ပြီးတော့
ပြန်ပေါ်လာတဲ့အချိန်မှာတော့သူရနာကိုရောက်ကသူရကိုသွေးရရှန်ကျနေတဲ့မျက်လုံးနီကြီးတွေနဲ့စင်စင်ကြီးကိုကြည့်နေခဲ့ပါတယ်သူရကလည်းကြောက်ပြီးတော့လဲကျသွားကနောက်တစ်ခေါက်ပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ဆူဆူဟာသူကရင်ပေါ်ကိုပြန်ရောက်နေပြီးတော့လဲလျောင်းနေတာကိုပြန်တွေ့လိုက်ရပါတယ်နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့အင်ကိုဆူဆူရဲ့အလောက်ကတငယ်ချင်းဆိုတဲ့ကောင်မလေးတစ်ယောက်ကရောက်ရှိလာခဲ့ပါတယ်ကျမနာမည်ကတင်တင်ပါဆူဆူရဲ့အလောက်ကတငယ်ချင်းပါပဲဆူဆူနေမကောင်းဖြစ်တဲ့ချိန်ကတည်းကသူ့အကြောင်းအိမ်မက်ဆိုးတွေကိုညှတိုင်းမှတ်နေတယ်အခုလိုမျိုးဖြစ်တာကလည်းလွန်ခဲ့တဲ့2နှစ်ဆူဆူနက်ဆီယာစီကိုတွားခဲ့ပြီးတော့အစီရင်တစ်ခုတွားလုပ်တဲ့အချိန်ကလေးကနေစပြီးတော့ဆူဆူတယောက်မူမမှန်ဖြစ်လာတာဆိုပြီးတော့ဆူဆူဘာလို့ဒီလိုမျိုးဖြစ်လာရတဲ့အကြောင်းရင်းကိုလည်းပြောပြနေခဲ့ပါတယ်တင်တင်ကဆက်ပြီးတော့အဲ့ဒီချိန်တုန်းကကျမလည်းသူ့ကိုတားလိုက်ပါသေးတယ်ဒီအစီရင်ကအရန်ကိုမှအန်ရများမဲ့ပုံပဲမလုပ်ပါနဲ့လားဆိုပြီးတော့ပြောတာကိုဆူဆူကလည်းလက်မခံတော့လေကျမလည်းဘာမှကိုမတတ်နိုင်ခဲ့ဘူးလေဆိုပြီးတော့ပြန်ပြောနေခဲ့ပါတယ်တင်းတင်းကလည်းစကားဆက်ပြောမယ်လုံနေတော့မှပဲအခန်းထဲကနေပြီးတော့ဆူဆူရဲ့အော်တန်ကျဲကြီးကိုကြားလိုက်ရပါတော့ရင်နောက်တော့300စလုံးကလည်းအခန်းထဲကိုဝင်ကြည့်လိုက်တဲ့ချိန်မှာတော့ဆူဆူရဲ့ခန္ဓာကိုယ်ကလီဘော်ကိုရောက်နေပြီးတော့အတန်နဲ့ကြီးကိုလည်းအဆက်မပြတ်ကိုအော်ဟစ်နေခဲ့ပါတော့ရင်သူရကလည်းသူတက်နိုင်တဲ့လောက်ကိုဂါရာကိုအဆက်မပြတ်ကိုမှရွှတ်နေခဲ့ပါရင်ဂါရာရွှတ်နေတဲ့အပြီးမှာတော့ဆူဆူကလည်းပြန်ပြုတ်ကျသွားခဲ့ပြီးတော့အဲ့ဒီနေရာမှာရင်ပဲတေဆုံးသွားရင်းနဲ့ဇလန်လေးကလည်းဒီမှာရင်ပဲအဆုံးသက်သွားခဲ့ရပါတော့ရင်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်လည်းပဲ VPN လေးခန့်ကြည့်ပေးပြီးတော့ကျွန်တော်တို့ကို support ပေးခဲ့လို့ရပါတယ်။ဒါဆိုရင်နောက်တစ်ကားလေးမှာပြန်တွေ့ကြရအောင်လားဗျာ။